တကယ်ချင်းတို့ဒီနေ့ကတော့အရန်လွက်ကူယူရှင်တဲ့တောင်ကူတူကျူနီလေးကိုလာမျှဝေပေးရင်းနဲ့တောင်ကူသားတွေအရန်ကြိုက်တဲ့တောင်ကူတူကျော်တုံနဲ့တောင်ကူတူတုံနီလေးကိုလည်းဘူးတူတရားရအောင်လာပြောပြပေးပါမယ်ဒါကတော့ငိတ်ချအောင်တူကျူမှုပေါ့နော်သူကကျူရတာအရန်အဆင်ပြေပါတယ်သူကတော့400 gram မှာ400 gram ထည့်ပြီးွားရင်เนาะဒါကရေကတော့2ဆထည့်ရပါတယ်ပေါ့နော်ပြီးရင်เนาะအရာအတွက်စနွေးမှုတ်လေးနည်းနည်းရဲ့စားလေးနည်းနည်းရဲ့အချုံမှုတ်လေးရဲ့ထည့်ပြီးတော့သူ့ကိုခဲလေးတွေမရှိအောင်ပေါ့နော်မှွေလိုက်ရင်10မိနစ်လောက်ဆိုလို့ရှိရင်တော့ဒီအနေထားရောက်ရင်ကျူလို့ရပါပြီပြီးရင်တော့တူထဲမဲ့စတီဘန်လေးကိုစီလေးတုတ်ထားပြီးလိုက်ပါတယ်မီးနည်းနည်းအေးအေးနဲ့ပဲပေါ့နော်သူ့ကိုအိုးတင်ပြီးတာနဲ့ဒါမပြတ်မှွေနေလိုက်ကမယ်ပေါ့နော်နှမို့ဆိုရင်အောက်မှာကတ်သွားမှဆူလို့ပါဒါဆိုလို့ရှိရင်တော့ဒါ10မိနစ်လောက်မှွေပြီးွားလို့ရှိရင်တော့ဒါတူလေးတွေစီပြစ်လာပြီပေါ့နော်မပြတ်တော့မှုရပါတယ်ဒီပြန်ခါချမကြမဲ့အနေထားဆိုလို့ရှိရင်တော့ရပါပြီပြီးရင်သူ့ကိုစီတုတ်ထားတဲ့ဘန်လေးတွေထည့်လိုက်ပါတယ်2နာရီလောက်နေတော့ဒါစားလို့ရပါပြီဒါတောင်ကူတူကြော်တုပ်ဖို့တခွားသီးပြီးရင်ကျက်သွန်မိတ်ပူစီနဲ့ပဲပိမောက်ဒါစီချက်လေးကိုတက်ပြီးကျက်သွန်ကြော်လေးပြန်ခတ်ထားတာပါပြီးရင်မကြီးရည်လေးရဲ့ငံပြရည်လေးရဲ့ငရုတ်စီလေးရဲ့လိုပါတယ်တောင်ကူတူကျူပြီးသွားရင်ဒီလိုနေထားလေးပေါ့နော်ဒီလိုလေအပေါက်လေးတွေမရှိစေချင်တော့သူ့ကိုနည်းနည်းစောင့်လေးချောင်းချရတာပေါ့နော်အဲဆိုလေခိုပေါက်လေးတော့မရှိပါဘူးဒီအနီဆက်လေးကတော့ဒါနွေးမုတ်လေးတွေပေါ့နော်ကြိတ်ထားတာတိတ်မကြည်တဲ့အတွက်ပါဒါကတော့ကြော်ဖို့အတွက်အလေလေးတွေကိုအမြောင်းလေးလုပ်ပေးလိုက်တယ်ပေါ့နော်အဲဆိုကြော်ရင်စီလေးဝင်ပြီးတော့ကြော်ရတာပို့ပြီးတော့မှလွယ်ပြီးတော့ပို့ပြီးကျွတ်ပါတယ်ဒီနေ့ထားလောက်ဆိုလို့ရှိရင်တော့ရပါပြီအဲ့ဒါဆိုရင်တောင်ကိုတူကြော်တုပ်ပါမယ်တခွားသီးရဲ့ကြက်သွန်မိတ်ရဲ့ပူစီနဲ့ရဲ့ပဲပိမောက်လေးညှက်ထည့်ပါတယ်ပြီးရင်တော့တူကြော်လေးညှက်ထည့်ပါတယ်သူ့ကျွတ်နေအောင်ကြော်ရပါတယ်ပြီးရင်စီချက်လေးထည့်မယ်မကြီးမဲ့လေးထည့်မယ်ငံပြရည်လေးထည့်မယ်ငရုတ်စီလေး2စွန်းထည့်လိုက်ပါတယ်ပြီးရင်တော့အချမုတ်လေးထည့်မယ်ငရုတ်သီးမှုတ်လေးထည့်မယ်အဲ့ဒါလေးတွေနှံ့အောင်တုပ်လိုက်ပြီးဆိုအရင်စားလို့ကောင်းတဲ့တောင်ကိုတူကြော်တုပ်လေးရပါပြီတူကြော်တုပ်ယူအတွက်ကတော့ပေါ့နော်ကြက်သွန်မိတ်ရဲ့နည်းနည်းပင်ပေါ့နော်နည်းနည်းပင်မရှိလို့ပူစီနဲ့ထည့်တာပါစီချက်ရဲ့မကြီးရဲ့ငံပြရည်လေးရဲ့ပြီးရင်အချမုတ်လေးနည်းနည်းရဲ့ထည့်လိုက်ပါငရုတ်တီမုတ်မထည့်တော့ပါဘူးเนาะခလေးတွေစားဖို့အတွက်ပါကြက်သွန်ကြော်လေးဖြူရင်တော့အရင်ကောင်းတဲ့တူတုပ်လေးရပါပြီဒါကတော့ပူတာလေးတင်ထားတာပါ